မျိုးသမီးတွင်မွေးမြူထားသောမိုးတိမ်တစ်ခုရှိပြီးထိလိုက်တိုင်းတကြားလုံးများရွာချလေ့ရှိသည်သူမသည်လက်တဆုပ်စာယူစားကြည့်ရာအရသာမှာအလွန်ကောင်းမွန်သည်လူငယ်တဦးသည်မြင်တွေ့ပြီးသူလည်းစားကျင်သွားသည်အမျိုးသမီးကမိုးတိမ်ကိုမထိရန်တတိပေးတော်လဲနားမထောင်ပေသူကမိုးတိမ်ကိုပုတ်တက်လိုက်ရာမိုးတိမ်ကစိတ်ဆိုးပြီးအမဲရောင်ပြောင်းကလျှက်စီးလက်ခဲ့သည်လျှက်စီးကြောင်းထိကလူငယ်သည်မြေပြင်သို့လဲကျသွားတော်လဲတကြားလုံးတစ်လုံးကိုကောက်စားနိုင်ခဲ့သည်အမျိုးသမီးသည်မိုးတိမ်နေမကောင်းဖြစ်နေသောကြောင့်ဆရာဝန်ထံခေါ်သွားသည်ယခုအခါပုံမိုမဲနဲ့လာပြီးအတွင်းပိုင်းတွင်လျှက်စီးများလက်နေသည်ဆရာဝန်ကအချောင်းထုတ်ကဆေးထိုးပေးလိုက်သည်ခဏအကြာတွင်မိုးတိမ်သည်ပြန်လည်မျောတက်လာပြီးအဖြူရောင်ပြန်ဖြစ်ကတကြားလုံးများရွာချပေးခဲ့သည်နောက်ပိုင်းအမျိုးသမီးသည်မိုးတိမ်အားသပင်ညက်ဆိုင်သို့ခေါ်သွားသည်သပင်ညက်ဆရာကမိုးတိမ်၏အစိတ်အပိုင်းတစ်ခုကိုညှက်လိုက်သည့်အခါယင်းသည်မျောတက်သွားပြီးချိုချင်များရွာချပေးသည်ထိုချိုချင်များကိုစားကြည့်ပြီးနောက်သပင်ညက်ဆရာတွင်မကောင်းသောအတွေ့ဝင်လာသည်သူမသည်ဆက်ကိုအမြင့်ဆုံးထိချိန်ပြီးမိုးတိမ်၏အပိုင်းဆက်များကိုဆက်တိုက်ညက်နေသည်အမျိုးသမီးထွက်ခွာသွားသည့်အချိန်တွင်မိုးတိမ်သည်အရွယ်အစားသေးငယ်သွားပြီးသပင်ညက်ဆရာမှမူချိုချင်များကိုမရက်မနားကောက်ယူနေရတော့သည်